ခွန်ယိုခုမဲဆောက်မဲကစားသွားတဲ့လမ်းပေါ်မှာထိုင်းတရေကားရဲ့ဇလန်းတွေထဲကတော့အိမ်တလုံးတွေ့လို့တွားကြည့်ခဲ့ပါတယ်။လိုက်ကြည့်ပေးကြပါဦး။အပေါ်တပ်ဖို့ပေါ့နော်။လှီကားတကားကိုဖွင့်လိုက်ပြီဆိုရလေ။နည်းနည်းတော့ကြောက်ဖို့ကောင်းပါရဲ့။ဘာဖြစ်လို့လဲမသိဘူး။ကြောက်တော့ကြောက်တယ်။ဒါမဲ့ဆက်တွားကြည့်ခဲ့ပါရဲ့။တယောက်ထဲလာရင်တော့ဒီပေါ်တက်ရမှာမဟုတ်ပါဘူး။အမေရောညီမရောပါလို့ဒီပေါ်တယောက်ထဲသွားပြီးတော့တက်ရပါ။အရင်တက်တရှိရမို့လို့ပါ။ပုံထဲမှာတော့သေးတဲ့ပုံပေါ်ပေမဲ့ဒါပေမဲ့အပေါ်တက်တဲ့ခါမှာနေရာတော်တော်လေးကျဲပါတယ်။ကော်ဖီဆိုင်ထင်တာပေါ့နော်ဒါပေမဲ့ပုံမှာဘာမှလည်းမရောပါဘူးဒီတိုင်းအိမ်သွေးကြီးပါပဲ။ခွန်ယွန်ဇလန်းကြီးကများသွားလို့လားမသိဘူးတကယ်ထိုင်းတရေကားတဲ့အိမ်လုံးကခန်းစားရပါတယ်။အိမ်ထဲဝင်ကြည့်လိုက်အောင်လေတကယ်စိတ်ခါလေးဘယ်လိုပြောရမလဲစက်သိန်းနဲ့တော့ထားသွားတာပေါ့။ဒါအငယ်မအနောက်ကနေတက်လာတဲ့ပုံရိုက်ပြထားတာပါဒီကလေကတကားဖွင့်လိုက်ပြီဆိုတော့စိတ်ထဲကိုလေတမျိုးကိုခံစားရစေမှာပါခွေတို့တော်မဲ့တနည်းကော်ဖီဆိုင်လေးပေါ့နော်ဒါပေမဲ့လမ်းမှာဒီလိုမျိုးအိမ်ရတယ်ဟောင်းနေပြီဘာဖြစ်လို့အိမ်ဟောင်းနေဟောင်းညဘက်ဆိုလဲမီးရထွန်းထားရဲ့အလှလည်းစင်ထားသေးရဲ့ဒီပုံမှာလည်းဘာမှမရှိဘူးဆိုတော့တခုထူးဆန်းလို့ပေါ့နော်ထူးဆန်းတော့တက်ကြည့်ခဲ့ရပါဒီပေါ်ရောက်သွားတဲ့အခါမှာတော့ဘာမှမဖြစ်သေးဘူးပေါ့နော်အထဲဝင်ကြည့်တဲ့အခါမှာခွန်ယိုဘာရင်ရှားတော့ခွန်ယိုတောက်တဲ့ရင်ရှားပါရဲ့တရေကားရဲ့ထဲမှာဆိုရင်တောက်တဲ့ရများရလေဒီလိုအိမ်တွေမှာတောက်တဲ့တော့မရှိပါဘူးဒါပေမဲ့ဒီကနေပြီးတော့ဟိုးပတ်တောင်တန်းတွေကိုကြည့်လို့ရှိရင်တော့အရန်လှပါရဲ့ရှုခင်းလေးရတယ်မစိုးလို့တော့ပြောလို့ရတယ်ဒါပေမဲ့ညဘက်ဆိုရင်တော့လာရဲမယ်လို့တော့မထင်ဘူးပေါ့နော်တော်တော်လေးတော့လှရဲ့ခွန်ယိုစဉ်းစားနေရဒီမှာလေးမီးထွန်းတာပလောက်ပေါက်နေလဲရှိရလူတွေမနေဘူးဆိုတော့လေဒါခွန်ယိုတို့သွားမယ်ကော်ဖီဆိုင်နဲ့ဆက်ဆက်နေပါရဲ့တပုံရိုက်လို့ရလဲရှယ်လာရနော်ဒီဘက်အပြင်ချမ်းမှာဆိုလဲတပုံရိုက်လို့လှပါရဲ့အရင်ပြစစမလုပ်ထားပေမဲ့လည်းခွန်ယိုတကယ်သဘောကျရဲ့ဒီနေရာလေးကိုဒီပုံမှာဆိုင်နာမည်ရေးထားတာတော့ခွန်ယိုတို့သွားမယ်ဆိုင်နဲ့နာမည်တူပါရဲ့အဲ့တော့ခွန်ယူတို့သွားမယ်ဆိုင်ရဲ့ဆိုင်ပုံစံတင်ဂီတလေးလို့ပြောရမှာမသိဘူး။ဒီမဲဆောက်ရောက်တာကြားပြီပေါ့နော်။ထိုင်းဇလန်နေတဲ့တော်တော်များများကြည့်ဘူးပဲ။ထိုင်းရောက်တယ်လို့ feeling မျိုးမဲဆောက်မှာမခံစားအောင်။ဒါပေမဲ့ဒီနေရာရောက်သွားတဲ့အခါမှာတကယ်အဲ့လိုမျိုးခွန်ယူကြည့်ရဲ့ဇလန်တွေထဲကပုံစံမျိုးလေးကိုခံစားရတယ်ပေါ့နော်။ဒီနေရာလေးတော့မှဒီလိုမျိုး feeling ခံစားရတာတကယ်ဆိုင်မှာဆိုရင်ဘယ်လိုမျိုးအလှဆင်ထားလဲဘယ်လို feeling မျိုးခံစားရမလဲဆိုတာအဆုံးထိလိုက်ကြည့်ပေးပါဦးမိဘုံလေးနဲ့သူတို့ရဲ့တင်ဂီတတစ်မျိုးပဲလေနော်လမ်းမဒီဆိုင်လေးမြင်ရပြီဆိုရင်အဆိုင်လေးပြီးနာလမ်းကိုချိုးသွားလို့ရှိရင်ခွန်ရိုးတို့တော့မဲ့ဆိုင်လေးကိုရောက်ပါပြီဒီမှာပြင်ဆင်ပုံလေးကအဝင်ဝမှာတည်းကအရန်လှရပေါ့နော်ခွန်ယိုတို့သွားတာညနေ9 နာရီကျော်ပြီဆိုတော့မှောင်တော့မှမလို့ခွန်ယိုအသေးစံဘလော့လေးလိုက်ရိုက်နေရပါတော့ဒါပေမဲ့ခွန်ယိုအစုံတော့မရိုက်ခဲ့ရဘူးအဓိကနေရာလေးပဲခွန်ယိုရိုက်ခဲ့လိုက်ရတယ်ပထမဆိုင်ရဲ့ဖွဲ့စည်းပုံခွန်ယိုတေချာမသိလိုက်ဘူးပေါ့နော်နောက်ဆုံးပြန်ကန်နေကြမှာခွန်ယိုဆိုင်ရဲ့ဖွဲ့စည်းပုံတေချာမြင်လိုက်ရပါတယ်အခုခွန်ယိုဟိုဘက်ခြံလေးကိုလည်းလိုက်ပြပေးပါမယ်ဝင်လိုက်ပြီဆိုတဲ့အလုံးဝတပ်ပုံရိုက်ဖို့နေရအပြည့်ပါပဲ9 နာရီကျော်လောက်ဆိုတော့နေရလင်းနေသေးတာကိုဆိုင်ထဲမှာမှောက်နေလို့ခံစားရပါဘာဖြစ်လို့လဲဆိုတော့ဆိုင်ကလုံးဝတစ်လုံးကြီးနဲ့ဟိုင်းဆန်ဆောက်ထားဆိုတော့လေလုံးဝအထဲထဲမှာဝစ်နေတာပေါ့နော်ဒီဘက်ချမ်းမှာဆိုခွန်ယူဒီဘက်ချမ်းကိုအစားတော့တေချာမရိုက်ခဲလိုက်ရအောင်ပေါ့နော်လုံးဝပြင်ဆင်ထားလှပါတယ်ပြီးတော့ခွန်ယူတို့ကော်ဖီမှာပါတယ်ဒီမှာကော်ဖီလာတောက်တဲ့သူတွေကဒီမှာမှာပါတယ်ဈေးကြီးသားလို့မြည်ရခါမှာတော့ဈေးတော့နည်းနည်းကြီးပါရဲ့ခွန်ယူလို့ပို့ပပစားလို့ရတဲ့ဟာလေးတော့တိတ်မရှိဘူးပေါ့နော်နည်းနည်းတော့ကြီးပါရဲ့ခွန်ယူလို့လက်သေးတစ်ခွက် ice ကိုမှ85ပတ်လောက်မသိပေးခဲ့လိုက်ရပါရဲ့ခွန်ယူဟိုဘက်ချမ်းကိုလိုက်ပြပေးပါမယ်ဒီဘက်ချမ်းမှာဆိုလည်းအရန်လှရဲ့မိဖုံးလေးနဲ့လှဆင်ထားတာပြီးတော့ဒီအထဲမှာဆိုလို့ရှိရင်လုံးဝထိုင်းဆက်ဆန်လေးပေါ့နော်ဓာတ်ပုံရိုက်ဖို့အရန်လှရဲ့နေရာလေးတစ်ခုကိုလောက်ထားတာပါခွန်ယူလို့ဝင်သွားတဲ့အခါမှာပြင်မမိုးလေးနေရနော်အထဲမှာကြာရင်ရမ်းမှောင်သွားပါရဲ့ပြီးတော့ဒီထဲမှာသူရိုးရအင်ကြီးတွေလည်းရောင်းနေ
ဝယ်ချင်လို့ရှိရင်လည်းဝယ်သွားလို့ရတယ်ပေါ့နော်ခွန်ယူဈေးနှုန်းတွေတော့မကြည့်ခဲ့မိဘူးဒီမှာမှန်လေးထဲမှာတော့ခွန်ယူတပ်ပုံရိုက်ခဲ့တယ်သူကအထဲထဲမှာမှောင်ပြီးဆိုတော့လေမီးလေးတွေပါထုံးပေးထားပါတယ်ဒီထဲထဲမှာတော့စိတ်ကြိုက်ဝင်ကြည့်လို့ရပါတယ်ဆိုင်ရဒီဘက်မှာတင်ပြီးသေးပါဘူးဟိုဘက်ချမ်းမှာလည်းရှိပါသေးရဲ့ဟိုဘက်ချမ်းကိုတစ်ချက်လောက်လိုက်ကြည့်ပေးကြပါဦးဟိုဘက်ချမ်းကတော်တော်လေးလှပါရဲ့ဆိုင်ရလေးနှစ်ချမ်းခွဲထားတယ်ခွန်ယူတို့ရောက်ပြီဆိုရင်လည်း drink တောက်မှာလားခွန်ယူတို့ထမင်းစားမှာလားဆိုပြီးတော့နှစ်ခုမေးတယ်ပေါ့နော်ခွန်ယူပထမမသိတော့ drink တောက်မယ်လို့ပြောခွန်ယူ coffee ဆိုင်တယောက်ခေါ်သွားတယ် coffee ဘက်မှာခွန်ယူတို့မှာခဲ့ရတယ်ပြီးတော့ခွန်ယူဒီဘက်ရောက်လာတဲ့ခါကျတော့တပုတ်လေးတော့ပတ်ရိုက်ခဲ့ခွန်ယူမှာတော့လောက်တာပေါ့နော်ဒါပေမဲ့မှာစားဖြစ်ခဲ့ပါရဲ့လောလောဆယ်ဆိုင်ကဘယ်လောက်လာလဲဆိုတော့တစ်ချက်တော့လိုက်ကြည့်ပေးကြပါဦးဒီဟာစားတော့တန်တစ်ခုပဲမဟုတ်တော့ဒါအပြင်ဘက်ပါအထဲထဲမှာလည်းရှိပါသေးတယ်ဒါအပြင်ကိုမှအလှဆင်ထားတာပန်းရုပ်လေးရယ်ပြီးတော့မီးပုံးလေးတွေရယ်ထိုင်းဆက်ဆန်လေးအလှဆင်တာခွန်ယူတော်တော်သဘောကျရဲ့သူက booking ယူရတာပါလားခွန်ယူတေချာမမီးခင်ဘူးသူကထိုင်းဆိုင်တီးတိုင်ဖြစ်တာမို့လို့ထိုင်းစကားတော့ခွန်ယူလည်းတိတ်ပြီးတော့မပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့မြန်မာလိုပြောတတ်တဲ့လူတယောက်တော့ခွန်ယူနောက်ဆုံးမှတော့တွေ့ခဲ့ပါတယ်ဒီလို office ကလေဓာတ်ပုံရိုက်မဲ့လူဆိုလို့ရှိရင်ရိုးရဝတ်စုံလေးတက်နိုင်တဝတ်ခဲ့အရန်လှမဲ့ပုံပေါ်ပါတယ်ဒီမှာအသေးစိတ်ကိုလည်းသူပြင်ဆင်ထားရတယ်အယုတ်လေးတွေရောအရန်လှပါတယ်ပြီးတော့အပင်တွေလည်းအများကြီးကို stage ချလေးစိုက်ပြိုးထားရတယ်တော်တော်သဘောကျပါတယ်အမြန်တော့ရိုက်လိုက်ရတဲ့တေချာလေးကြည့်ချင်တာပေါ့နော်ပင်လေးစိုက်ထားတော်တော်သဘောကျရယ်ဟိုဘက်ချမ်းမှာလည်းအများကြီးရှိပါရဲ့အပင်ကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့ဒီမှာဓာတ်ပုံရိုက်လို့အရန်လာပါရဲ့မကြည့်အောင်တဲတဲလေးတွေရဲ့အယုတ်ကလေးတွေရဲ့ပြင်ဆင်ထားတယ်အရန်သဘောကျပါရဲ့ပြီးတော့ဟိုဘက်မှာတွေ့ရဲ့မီးပုံးတွေနဲ့နေရာခွင့်ရသွားပါမယ်ဒီကနေပြီးတော့သူကဝင်ရတာပါဝင်တဲ့ခါမှာသူတို့မေးတယ်စားမလားပေါ့နော်ထိုင်စားမလားဘာညာဓာတ်ပုံမရိုက်လို့ရလာတော့ခွင့်ပထမဆုံးမေးရတယ်သူတို့ pass ပေးထားရပေါ့နော်နောက်ဆိုရင်ကျတော့ခွင့်ယူအာနာနဲ့မီနူတောင်းပြီးတော့မှာစားဖြစ်ခဲ့ပါတယ်ဒီမှာလေလုံးဝမွေးနေ့လုံးမယ်ဆိုလို့ရှိရင်လေတငယ်ချင်းတွေနဲ့ဆိုပြီးမွေးနေ့လုံးတာဖြစ်ဖြစ်မိသားစုတွေနဲ့ဆိုပြီးတော့မိသားစုမွေးနေ့တွေလုံးတာဖြစ်ဖြစ်တကယ်နေရာလေးကတော်တော်တင့်တော်တယ်အေးစစ်စစ်လေးဖြစ်တယ်အဲ့လိုမျိုးစားတော့ဆိုင်တာထိုင်တော့ခွန်ယူကတိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်တာလေးပို့သဘောကျရပေါ့နော်ဒီမှာလုံးဝတိတ်ဆိတ်ပြီးအရန်နေလို့လည်းကောင်းတယ်ပြီးတော့ရှုခင်ရလည်းလှတယ်ဓာတ်ပုံရိုက်လို့နေရလည်းပြည့်စုံတယ်အဲ့တော့ခွန်ယူတော့ကလုံးဝ perfect နေရတစ်ခုပါပဲခွန်ယူတို့မှုစားဖို့မီနူလေးမှာကြည့်ရသူကဆက်လိုက်မှာလို့ရတယ်ဒီမှာ set A set B အဲ့လိုမျိုးဆက်လိုက်ဆိုလို့ရှိရင်တော့နည်းနည်းဈေးကြီးရယ်ဈေးတဲ့တက်တာသွားမယ်နဲ့တူရယ်ပေါ့နော်ခွန်ယူတို့ခုကထိုင်းအစားအစာတစ်ခုပဲခွန်ယူတို့မှာခဲ့တယ်အဲ့ဒါဘယ်လိုခေါ်လဲခွန်ယူလည်းမေ့သွားလို့ပြီးတော့ဒီဘက်ချမ်းမှာရေကန်တဲ့သူကလည်းရေကန်တဲ့ညဘက်ဆိုလို့ရှိရင်လည်းမီးလေးထိုးတာခွန်ယူအရန်သဘောကျပါတယ်အစားတော့ပိုင်းဆိုင်ရာလေခွန်ယူပြောရရှင်ခွန်ယူကော်ဖီတော့မကြိုက်ဘူးဒါပေမဲ့ဒီကအစားအစာခွန်ယူမှာအနေနဲ့ဟာခွန်ယူတော်တော်ကြိုက်တယ်ဒီဟာလေကွတ်တီယိုနဲ့ပုံစံတူတယ်လို့တော့ပြောရတယ်လေခွန်ယူနာမည်မသိလို့ပါဒီဟာကိုခွန်ယူကျန်တဲ့နေရာမှာစားဘူးပဲဒါပေမဲ့ခွန်ယူမကြိုက်ဘူးဒီခွန်ယူညက်ဖတ်တယ်ကိုလုံးဝမကြိုက်တာပါဒါပေမဲ့ဒီဟာလေလုံးဝရတာရှိရဲ့အရသာရှိအောင်မှာသူပေးထားတဲ့ sauce တွေဟာလေဘယ်လိုပြောရမလဲထပ်ထည့်လိုက်လို့ရှိရင်ပိုပြီးအရသာရှိရဲ့အငံကြိုက်တဲ့လူကြရင်အငံထည့်လိုက်အရသာရှိရဲ့ဒီတပွဲတဲ့ကိုဘယ်လောက်ပေးခဲ့ရလဲဆိုတော့85ဘတ်ပေးခဲ့ရပါတယ်ဘိုက်လဲဝါပါတယ်ခွန်ယူတို့3ယောက်လုံးစားရတယ်ဒီကအရသာဟာညက်ဖတ်ဒီမှာစားအရသာရှိရဲ့ဘတ်ဂျက်တွက်တဲ့လူတွေအတွက်ကတော့ခွန်ယူတစ်ခုကြံပေးနေတာဒီမှာမီနူတွေကထိုင်းလူတွေရေးထားတယ်မြန်မာလူပြောတဲ့သူတယောက်တော့ရှိရဲ့ဒါပေမဲ့ဈေးနှုန်းလေးမေးပြီးမှစားဖို့တော့ခွန်ယူပြောချင်ပါတယ်သူဈေးနှုန်းတွေကတော့နည်းနည်းများပါတယ်ဒါပေမဲ့ပုံမှန်ထက်များပေမဲ့လည်းပုံမှန်ဆိုင်နေနဲ့မတူအောင်လို့ဒီမှာအရသာအရန်စားကောင်းပါတယ်တော်တော်ကောင်းပါတယ်
ပြီးတော့လေဒီလို decoration ပြင်ထားတာခွန်ယူ tax ကောက်မယ်ထင်တာ tax လုံးဝမကောက်ပါဘူး tax ဘုံမပေးခဲ့ရပါဘူးခွန်ယူညဘက်ရောက်လာပြီဆိုရေကန်လေးနဲ့လေဒီမှာအရင်လှတဲ့နေရာပြန်ခံဒီမှခွန်ယူတွေ့ရဆိုင်ရဲ့ဖွဲ့စည်းပုံပြန်ခံဒီမှသိပါရဲ့ဒီမှာမီးပုံးလေးနဲ့ခုနခွန်ယူတို့စားခဲ့နေရနဲ့အရန်လှပါရဲ့ဒါမိုးမချုပ်သေးဘူးပေါ့နော်မိုးချုပ်ရင်လည်းမီးလေးရနဲ့ထွန်းထားအရန်လှပါရဲ့ဒီမှာခွန်ယူတို့ထိုင်မှထိုင်ခဲ့ပါသေးရဲ့ခွန်ယူမဲဆောက်မဲကစားပေါ်မှာနေအကြိုက်ဆုံးဆိုင်တစ်ဆိုင်ပြောပါဆိုဒီဆိုင်လေးကိုပဲခွန်ယူပြောမှာပါခွန်ယူတို့သွားရဲ့ချိန်ကတကယ်အနေတော်ပဲလို့တော့ပြောလို့ရမှာမလို့ဒီတက်စောလို့ရှိရင်လည်းဒီလိုမီးရထုံးတာခွန်ယူတို့မြင်ခဲ့ရမှာမဟုတ်ဘူးပေါ့နော်ဒီလိုလှရခွန်ယူတို့မြင်ခဲ့ရမှာမဟုတ်ပါဘူးဒီချိန်ရောက်ဆိုရင်6နာရီကျော်ပါပြီ6နာရီကျော်လောက်ဆိုဆိုင်ရလည်းမပိတ်သေးဘူးဆိုတော့အရန်လှပါတယ်ဒီမှာအကြိုက်ထိုင်ခြင်းနေသေးရပါတော့ဒါပေမဲ့ပြန်မဲ့ခကြီးရတယ်ဝေးနေရဖြစ်တဲ့အတွက်ခွင်ရောခဏပဲထိုင်ပြီးတော့ခွင်ရောပြန်ခဲ့ပါတယ်အမေကိုလည်းတပ်ပုံလေးရိုက်ပေးခဲ့ပါတယ်သူကအမှတပ်ပုံရိုက်တဲ့ထင်ပြီးပြုံးနေရပါတကယ်တော့ဗီဒီယိုရိုက်နေရပါဘလော့စ်တော့ပါပဲရှင်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်